ကိုယ့်ရဲ့အစွမ်းကိုကိုယ်တိုင်တောင်မယုံနိုင်တော့အောင်တိုးတက်လာတဲ့အခါဘာတွေဆက်ဖြစ်လာနိုင်မလဲအခု Bell Crane ကိုရင်ဆိုင်နေရတာကအဲ့ဒီလိုအခြေအနေမျိုးပါပဲတာမန်လူတစ်ယောက်အတွက်လနဲ့ချီစူးစမ်းရမယ့်အရာတွေကိုသူကရက်ပိုင်းတွင်းမှာပဲရယူနိုင်ခဲ့ပါတယ်ဒီအခြေအနေကသူ့အတွက်ကံကောင်းခြင်းလားဒါမှမဟုတ်ကြောက်စရာကောင်းတဲ့အန္တရာယ်လားဆိုတာအခုပဲကြည့်လိုက်ရအောင်ပါHashtag ဟာ Bell ရဲ့ကြောပြင်ပေါ်က status တွေကိုကြည့်ပြီးအကြီးအကျယ်တုံ့လုံနေပါတယ် Bell ရဲ့တိုးတက်မှုနှုန်းကပုံမှန်မဟုတ်ပဲအလွန်အမင်းမြန်ဆန်နေတာကြောင့်ပါဒါကိုတခြားသူတွေသိသွားရင် Bell အတွက်အန္တရာယ်ရှိနိုင်မှန်း Hashtag ကောင်းကောင်းသိထားပါတယ်ဒါကြောင့်သူမကဒီအချက်လက်တွေကိုလှုပ်ဝက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာလည်း Bell ဟာတောင်းကျင်ထဲမှာတယောက်တည်းတိုက်ခိုက်ရင်အတွေ့အကြုံတစ်တွေကိုရှာဖွေနေသေးပါတော့ရဲ့အစွမ်းတွေတက်လာပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့နူးညံ့နေတော့မှာပဲသူဟာတန်းကျင်ထဲမှာလမ်းပြောက်နေတဲ့ဒါမှမဟုတ်အခက်အခဲဖြစ်နေတဲ့သူတွေကိုကူညီဖို့အမြဲအသင့်ရှိနေတတ်ပါတယ်အဲ့ဒီအချိန်မှာပဲသူဟာ support တစ်ယောက်ဖြစ်တဲ့ Willa နဲ့စတင်ဆုံတွေ့ခဲ့ပါတယ် Willa ကတင်းငယ်တဲ့ခန္ဓာကိုယ်ရှိပြီးတခြား adventure တွေရဲ့ပစ္စည်းတွေကိုတည်ပေးရတဲ့အလုပ်ကိုလုပ်ကင်သူပါဘောကသူမကိုမြင်မြင်ချင်းမှာပဲကူညီခြင်းစိတ်ပေါ်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့ဒီလောကမှာအရာအလုံးကထင်တလောက်မယိုးရှင်းပါဘူးလောကရဲ့နောက်ွယ်မှာလည်းသူမကိုယ်တိုင်မပြောပြနိုင်တဲ့အခက်အခဲတွေနဲ့နာကျင်မှုတွေရှိနေပါတယ်ဘောကတော့ဒါတွေကိုမသိပဲသူမကိုယုံယုံကြည်ကြည်နဲ့အဖော်ဖြစ်လက်ခံလိုက်ပါတယ်စတက်ကတော့ဘောကတခြားမိန်းကလေးတစ်ယောက်နဲ့အတူရှိနေတာကိုသိသွားတဲ့အခါမနာလိုစိတ်တွေတားမရအောင်ဖြစ်ပေါ်လာပါတော့တယ်ဒါဟာရိုးရှင်းတဲ့မနာလိုမှုထက်ဘောကိုဆုံးရှုံးရမှာကြောက်တဲ့စိုးရိမ်စိတ်လည်းဖြစ်နိုင်ပါတယ်ဒန်ဂျန်ရဲ့ပုံမနှဆိုင်တဲ့အလွှာတွေစီသူတို့နှစ်ယောက်အတူတူဆင်းသွားကြပါတယ်အဲ့ဒီမှာဘဲလ်ရဲ့တိုက်ခိုက်မှုစွမ်းရည်တွေကတိတိသားသားကိုပိုကောင်းလာတာကိုမြင်တွေ့ရပါတယ်။လီလီကတော့ဘဲလ်ရဲ့ယူသားမှုကိုကြည့်ပြီးအန်အောနေမိပါတယ်။သူမကြုံတွေ့ခဲ့ဘူးတဲ့ adventurer တွေအားလုံးက supporter တွေကိုအနိုင်ကျင့်တတ်ကြပေမဲ့ဘဲလ်ကတော့သူမကိုလူသားတစ်ယောက်လိုတန်ဖိုးထားဆက်ဆံပေးလို့ပါ။ဒါပေမဲ့လီလီရဲ့မျက်လုံးထဲမှာတစ်ချက်စိုးရိမ်ရိပ်တွေဖြတ်ပြေးသွားတာကိုဘဲလ်သိမထားမိခဲ့ပါဘူး။မြို့ထဲမှာတော့တခြား family တွေကဘဲလ်ရဲ့တည်င်းကိုစတင်စိတ်ဝင်စားလာကြပါတယ်အထူးသဖြင့်ဆိုမာ family ရဲ့လှူရှားမှုတွေကတန်တရားဖြစ်စရာကောင်းလာပါတယ်။သူတို့ကတခုခုကိုကြံစည်နေသလိုပါပဲ။အခြေအနေတွေကတဖြည်းဖြည်းတင်းမာလာပြီး Bell အတွက်ထောင်ချောက်တစ်ခုပြင်ဆင်နေသလိုခံစားရပါတယ်။လီလီဟာ Bell ရဲ့ပစ္စည်းတွေကိုခိုးယူဖို့အခွင့်အရေးရှာနေတာလားဒါမှမဟုတ်တကယ်ပဲသူ့ကိုကူညီနေတာလားဆိုတာဝေခွဲရခန့်နေပါတယ်။ဒါပေမဲ့လောကကြီးကရက်ဆက်လွန်ပါတယ်။ Bell ရဲ့ရိုးသားမှုကဒီပြဿနာတွေကိုကျော်လွှမ်းနိုင်မလားဒါမှမဟုတ်ဒီယုံကြည်မှုကြောင့်ပဲသူပျက်စီးသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာပါယုံကြည်မှုဆိုတာတခါတလေမှာအချွန်းထပ်ဆုံးဓာတ်ထလတ်လူကိုယ်ကိုပြင်ပြီးဒဏ်ရာပေးတတ်ပါတယ်